အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဘလော့လေးကကြတော့ February 14ရက်နေ့ဈေးရောင်းပွဲတော်ရောက်တဲ့အမှတ်တရဘလော့လေးဖြစ်ပါတယ်ခင်ဗျာအချင်းဝင်တာနဲ့ဒီမှာဘာဆိုင်လေးရှိရပေါ့နော်ဒီဈေးရောင်းပွဲတော်ကကြတော့အကြီးမဟုတ်ပါဘူးခင်ဗျာဒီဘာဝန်းကလုပ်ပေးထားတဲ့ဈေးရောင်းပွဲတော်ဖြစ်ပါတယ်ခင်ဗျာဒီထဲမှာအကစားဝင်းလေးရှိပါတယ်ခင်ဗျာရေဥကန်လေးရှိပါတယ်ခင်ဗျာပြီးတော့ဖူစေကွန်းလေးရှိပါတယ်ခင်ဗျာဒါကြတော့ရက်ကွက်နေသူတွေဈေးရောင်းခြင်းဖြစ်ပါတယ်ခင်ဗျာဒါလေးအမှတ်တရလေးရိုက်ပေးထားတာဖြစ်ပါတယ်ခင်ဗျာသူတွေကလည်းအများကြီးရောက်လာပြီဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်အမှတ်တရလေးရိုက်ပေးထားတဲ့အရာလေးဖြစ်ပါတယ်ခင်ဗျာဈေးရောင်းပွဲတော့ကျတော့ဆိုင်အကြီးတွေတိတ်လို့မရှိဘူးပေါ့နော်တချို့လူတွေကျတော့မိသားစုလိုက်လာရောက်တဲ့သူတွေလည်းရှိပါတယ်ခင်ဗျာဒီဘက်မှာကျတော့ fancy လေးရောက်တာဖြစ်ပါတယ်ဒါကျတော့ buy box ခောက်တာလေးဖြစ်ပါတယ်ခင်ဗျာအားသာချက်သူတွေးတာကျတော့လေဒီဘာဝန်းကလုတ်ပေးတဲ့ကြောင့်စားစရာလေးဝယ်ပြီးတော့ခုံနဲ့ထိုင်ပြီးတော့စားတော့လို့ရပါတယ်ခင်ဗျာဒါကြောင့်အရန်အဆင်ပြေတယ်ပေါ့နော်ဒါလည်းအမှတ်တရလေးပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာကျတော့အသေးမိတ်ဆွေတွေဆန်ဖြစ်ပါတယ်သူကကျတော့ပန်းစည်းလေးနဲ့ကဲလေးရတာဖြစ်ပါတယ်ခင်ဗျာဒါကျတော့အကင်ဆိုင်ဖြစ်ပါတယ်အရာရာဆုံးအကင်ဆိုင်လေးပေါ့နော်ဒီထဲမှာအရန်လူများတော့ခွန်းတောင်းပြီးတော့ရိုက်တာဖြစ်ပါတယ်ခင်ဗျာတတိထားမိတာတခုရှိရပေါ့နော်ဒီဈေးရောင်းပွဲတော်မှာကျတော့အစားအသောက်လေးတွေကပို့ပြီးတော့ရောင်းရပါတယ်ခင်ဗျာဒါလေးအမှတ်တရပြောခြင်းဖြစ်ပါတယ်ခင်ဗျာဒါကျတော့ဒီဆိုင်ရဲ့ view လေးဖြစ်ပါတယ်ခင်ဗျာဒီမှာတချင်းတွေနဲ့ဖြောပြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီလောက်နဲ့ပဲပြန်သွားပါပြီခင်ဗျာအားလုံးပဲနှုတ်ဆက်ပါတယ် bye bye